ချစ်တော်ညီအကိုမောင်နှမများဒီမနက်အလုပ်သွားတဲ့လမ်းကတင်ကိုနင်းနေတော့ညီးမွေးစရာမဟုတ်လားအိမ်လုပ်တွေအဆုံးရှိထက်ခါလုံးနေရတာပြင်ပန်းစီတဲ့လုပ်ဖို့ကိုက်ဖက်တွေလက်စင်ရောက်လာတဲ့အကျွေးကပ်ပြေတွေဒီလိုနေ့စဉ်ဘဝရဲ့ပြင်ပန်းနဲ့နေမှုအောင်မှာကျွန်တော်တို့အလေးထားတိုင်းဒီလိုတွေတက်ကြတယ်ကျွန်တော်ဘဝဝင်ကျင်ပဲပြောင်းသွားရင်ကျွန်တော်ဘဝအများကြီးပိုကောင်းလာမှာပဲကျွန်တော်တို့အမြဲတမ်းတင်နေရအခြားနေရကိုလွမ်းဆွရင်းနေထိုင်ကြတယ်ယောရှုအနှစ်ချုပ်ခန်း9ရဲ့နောက်ပိုင်းမှာဖက်ခတ်တဲ့အမီမြင်းကြီးတဲ့နေရာမီတွေပြည့်နေတယ်မျိုးတရ10နှစ်မျိုးစီရင်ဖျားသခင်ကဘာလို့ဒီစိတ်ညစ်စရာစီးရင်တွေကိုတမချန်းစာထဲမှတ်တမ်းတင်ထားတာလဲလို့တွေးမိနိုင်နေထားပေမဲ့ဒီမှာအလွန်ရေးကြီးတဲ့အဓိပ္ပာယ်ရှိတဲ့အမိတစ်ခုချင်းစီဟာတယောက်ယောက်အတွက်ပြင်းထန်တဲ့ဘဝရဲ့လက်တွေ့နေရာဖြစ်ခဲ့တဲ့ကလေးမွေးမြူချင်းချွေးတွေနဲ့အလုံးလုံးချင်းမျက်ရည်တွေတုပ်ချင်းနေစဉ်ခံနိုင်ရရှိခြင်းရေယိုချက်လေမျိုးသားရေဘူးတီမျိုးသားတို့ကိုမူယူဒမျိုးနွယ်သားတို့သည်နှင်ထုတ်နိုင်ခြင်းရှိထို့ကြောင့်ရေဘူးတီတို့သည်ယနေ့တိုင်အောင်ယူဒမျိုးနွယ်သားတို့နဲ့အတူရေယိုချက်လေမျိုးနာနေကြသေး၏ကျမ်းပို့63ဒီမှာနေဆိုတဲ့စကားလုံးဟေ့ပြဲဒီတစီချီဟာရုပ်ပိုင်းဆိုင်ရာတဲ့နေရာမှာနေထိုင်ုံတတ်မဟုတ်ပါဘူးအဓိပ္ပာယ်ကအမိတွေပြီးအုပ်ချုပ်ခြင်းအုပ်စိုးခြင်းချစ်တဲ့ဖျားသခင်ကကျွန်တော်တို့ကောင်းချီးခံစားရတဲ့ဘဝကိုသူ့နိုင်ငံတော်ထဲမှာအတိအကျကျွန်တော်တို့ရည်တည်နေတဲ့နေရာမှာပဲတိဆောက်ပေးခြင်းနဲ့ကျွန်တော်တို့ဒီတစီလုံးနေတဲ့အမြင့်တွေနေတဲ့အဲ့ဒီလက်တွေ့ပေါ်ထဲမှာပဲဟုတ်ပါတယ်ကျွန်တော်တို့နေ့စဉ်ဘဝရဲ့လက်တွေ့ဟာပြီးဆုံးတဲ့ဟာမဟုတ်ပါဘူးယူဒမျိုးနွယ်ကရေဘူးတီတွေကိုလုံးဝနှင်ထုတ်နိုင်ခဲ့ခြင်းမရှိသလိုကျွန်တော်တို့ဘဝမှာလည်းမချေရှင်းရသေးတဲ့ပြဿနာတွေအားနည်းချက်တွေအတူရှင်တွဲရှိနေစေပါထားပေမဲ့ဖျားသခင်ကဒီမပြီးဆုံးတဲ့လက်တွေ့ကိုကျွန်တော်တို့ခေါ်ဆိုမှုနဲ့တောင်းယူမှုရဲ့မြေပြင်လို့ခေါ်ဆိုတယ်ဒီတာမန်ဘဝရဲ့မောင်မိုက်တဲ့ထက်ခါဖြစ်နေမှုကိုဖြစ်စီပြီးကျွန်တော်တို့ကိုကယ်တင်နေသူဘယ်သူလဲယေရှုခရစ်တော်ပဲယေရှုလက်ဝါးကတိုင်နဲ့ရှင်ပြန်ထမြောက်ခြင်းဟာကျွန်တော်တို့ဝိညာဉ်တည်ပြီးရင်ကောင်းကင်ဘုံကိုသွားဖို့လက်မှတ်တခုတည်းမဟုတ်ပါဘူးဖျားသခင်ကိုယ်တိုင်လူစားတီကိုခံယူပြီးဒီကဘာပေါ်ကိုလာခဲ့ရဆိုတဲ့အချက်ကပင်ကျွန်တော်တို့တနာစရာတာမန်နေစဉ်ဘဝထဲကိုတိုက်ရိုက်ဒီစစ်အမြင့်တွေခဲ့တယ်ဆိုတာဆိုလိုတဲ့ယေရှုဟာလက်သမားသားဖြစ်နေထိုင်ခဲ့တဲ့ဆာလောင်မှုကိုခန်းစားခဲ့တဲ့သူငယ်ချင်းတိစာဖောက်မှုကိုကြုံတွေ့ခဲ့တဲ့လူဘဝရဲ့အစဉ်တိုင်းကိုကိုယ်တိုင်ဖြတ်တန်းခဲ့တယ်လက်ဝါးကတိုင်ပေါ်မှာယေရှုဟာကျွန်တော်တို့ရဲ့အจิตတွေကိုဒါမှမကကျွန်တော်တို့ဘဝရဲ့အဓိပ္ပာယ်မဲမှုနဲ့နာကျင်မှုတွေကိုပါထိုင်းခဲ့တဲ့ရှင်ပြန်ထမြောက်တဲ့ယေရှုကအခုချိန်မှာကျွန်တော်တို့ကိုဒီလိုပြောနေရဲ့ငါမင်းဘဝရဲ့လက်တွေ့ထဲမှာမင်းနဲ့အတူအမြင့်တွေမယ်ချစ်တော်ညီအကိုမောင်နှမများကျွန်တော်တို့ဘဝရဲ့အနှစ်သာရဟာထွက်ပြေးတာမဟုတ်ပါဘူးခံနိုင်ရရှိပြီးအမြင့်တွေတာပါထွက်ပြေးရမယ့်နေရာတွေကိုအိမ်မက်တာရက်ပါအခုပဲဒီနေရာမှာပဲချစ်တော်နဲ့အတူတည်ရနေတဲ့နေရာမှာအမြင့်တွေပါယေရှုကတင်းနေစဉ်ဘဝထဲမှာတင်းနဲ့အတူရှိနေတဲ့အခါတင်းဟာအသက်ဝင်မှုငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းကိုပြန်ရလာမှာပါတင်းအခုရနေတဲ့အဲ့ဒီနေရာမှာပဲယေရှုနဲ့အတူဖျားသခင်ရဲ့ကောင်းချီးမင်္ဂလာတွေတင်းဘဝထဲမှာနက်နက်ရှိုင်းရှိုင်းအမြင့်တွေသွားပါစေလို့ဆုတောင်းပါတယ်